ဒီပြီးတော့ပါမယ်ဒီလာတယ်ထဲနော်ရေခဲစိတ်ထားတာလေရေခဲစိတ်ထားတယ်ရုပ်ပြီးမို့အဆက်ကအရမ်းမစားနိုင်ဘူးနည်းနည်းပဲထည့်နော်ဒါနဲ့ဆုံးမပြီးတော့အချင်းကြောက်တော့ပြီးတော့ညညလေးထည့်မယ်နော်ဒီရောင်းထည့်ပြီးတော့ချုံမုံနည်းနည်းထည့်မယ်မွေးမယ်နော်အားရပါရလက်ကစေးထားပြီးသားအသက်နော်မစေးရသေးဘူးထင်နေတာတို့နေနေတော့တည်ကြYeah. ဒီကောင်ညညလေးနဲ့နေစားရမ်းကောင်းနေနေနဲ့တည်ကြလို့အဖက်ကလေးအသေးလေးတော့မြည်ကြည့်လိုက်အောင်ဟောင်းနော်ရပါဟုတ်ပါရှယ်ပဲကြည့်ပါဦးရေဒီတုတ်ကကျေးဇူးတင်ပါတယ်နော်အဲ့လိုနေစားကြည့်နော်အများကောင်းတယ်အဲ့လိုတုတ်စား